အင်ဒိုနီးရှားနိုင်ငံမှာလူတိုင်းကြောက်ရတဲ့ကလေးလူကြီးမရွေနာမည်ကြားတာနဲ့လန့်ဖြတ်သွားစေတဲ့နံပါတ်1တရေမှာကတော့ကွန်တီလာနက်ပဲဖြစ်ပါတယ်။သူမရဲ့အရှိန်မှာဟာဘလောက်ကြီးမားစလဲဆိုရင်အင်ဒိုနီးရှားကပွန်တီလာနက်ဆိုတဲ့မြို့နာမည်ဟာဒီတရေမှာကိုအစွဲပြုပြီးပေးထားတာဖြစ်တယ်လို့ဆိုကြပါတယ်။ကွန်တီလာနက်ဆိုတာဟာမိဖွားရန်ထေဆုံးသွားတဲ့ကိုဝင်းဆောင်အမျိုးသမီးတွေကနေဖြစ်ပေါ်လာတဲ့လက်ဆိုင်ခြေလို့စိတ်ပြင်းထန်တဲ့ဝိညာဉ်ဆိုးတစ်မျိုးဖြစ်ပါတယ်။သူမကိုအမြဲတမ်းလိုဖြူဖွေးနေတဲ့ခေါဝင်ရှည်ကြီးဝက်ထားပြီးမျက်နှာကိုဖုံးအုပ်ထားတဲ့စပင်အနက်ရောင်အရှည်ကြီးတွေနဲ့တွေ့မြင်ရလိမ့်ရှိပါတယ်။သူမလာတော့မယ်ဆိုရင်ပထမဆုံးအနေနဲ့စပယ်ပန်းနှံလိုမျိုးမှုေးကြိုင်တဲ့ရနံတစ်ခုကိုရုတ်တရက်ရလိုက်လိမ့်ရှိတယ်လို့ရှေးလူကြီးတွေကဆိုပါတယ်။ဒါအပြင်သူမရဲ့ရဲတန်ဟာအရန်ထူးခြားပါတယ်။တကယ်လို့ရဲတန်ကိုအဝေးကြီးကနေကြားရရင်သူမဟာတင့်အနားမှာရောက်နေပြီးအနားကကြားရရင်တော့သူမအဝေးမှာရှိနေတာဖြစ်ပါတယ်။ကွန်တီလာနတ်ခါညောင်ပင်ကြီးတွေနဲ့ငှက်ပြောတော်တွေထဲမှာနေထိုင်လေးရှိပြီးညဘက်တရက်တည်းသွာလာနေတဲ့အမျိုးသားတွေကိုအထက်ကပြတ်မှတ်ထားလေးရှိပါတယ်။သူမဟာလှပတဲ့အမျိုးသမီးအသွင်ဖန်ဆင်းပြီးအမျိုးသားတွေကိုဖျားယောင်းသွေးဆောင်တတ်ပါတယ်။ပြီးမှကြောက်စရာတေသေးဘလူအဖြစ်ပြောင်းလဲပြီးတပ်ဖြတ်လေးရှိပါတယ်။ဒါအပြင်မွေးကင်းစာကလေးငယ်တွေနဲ့ကိုဝင်ဆောင်တီတွေကိုလည်းရမ်းရှာတတ်ပြီးကလေးတွေရဲ့သွေးနဲ့အချင်းတိုင်းကိုစားတော့ရတာနှက်တတ်တယ်လို့ဒဏ္ဍာရီတွေကဆိုပါတယ်။ဒါကြောင့်အင်ဒိုနီးရှားကကိုဝင်ဆောင်မိခင်တွေဟာကွန်တီလာနက်ရန်ကနေကာကွယ်ဖို့အတွက်ကက်ကြီးဓားဆတဲ့တန်တဲ့ပစ္စည်းတွေကိုအမြဲတမ်းဆောင်ထားလိရှိကြပါတယ်။ဒီတရေမှာကိုနှိမ်နှင်းနိုင်တဲ့တိကျတဲ့နီလန်းတစ်ခုရှိပါတယ်။အဲ့လာကတော့သူမရဲ့လေဘင်းကုတ်ဘိုးတို့ဘဟုတ်ခေါင်းထိပ်မှာတန်မိုတစ်ချောင်းကိုစိုက်ထည့်လိုက်ကိုပဲဖြစ်ပါတယ်။အဲ့ဒီလိုတန်မိုစိုက်လိုက်ရင်သူမဟာမိတ်ဆာဘဝကနေလွတ်မြောက်ပြီးတာမန်အမျိုးသမီးတယောက်အဖြစ်ပြန်လဲပြောင်းလဲသွားတတ်တယ်လို့ယုံကြည်ကြပါတယ်။တက္ကစီသမားတွေနဲ့ကုန်ကားဆရာတွေဟာညဘက်လမ်းဘေးမှာတယောက်တည်းရပ်နေတဲ့အမျိုးသမီးတွေကိုတွေ့ရင်ကွန်တီလာနက်ဖြစ်မှဆိုကြောင်းတင်ခေါ်လို့မရှိကြပါဘူး။ဒီနေ့ခေတ်မှာကွန်တီလာနက်အကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တွေဟာအာရှတိုင်းမှာအယမ်းအောင်မြင်ပြီးလူတွေရဲ့စိတ်ထဲမှာဆွဲထင်ကြံရစ်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ခေတ်တွေဘလောက်ပဲပြောင်းသွားပါစေညဘက်မှာခွေးတွေဥပြီးစပယ်ပန်းနဲ့မွေလေးရလာပြီဆိုရင်အင်ဒိုနီးရှားလူမျိုးတွေကြောက်လန့်နေကြဆဲဖြစ်ပါတယ်။